အားလုံးပဲမင်္ဂလာပါခင်ဗျာ Cookie Station Food Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျမကြီးနဲ့ညီညွတ်ပြီးရတာပြည့်စုံလုံးနဲ့မုံလာဦးညီကျော်နီးလေးကိုတင်ဆက်ပေးသွားပါမယ်နော်အားလုံးပဲကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာအရင်ဦးဆုံးကျွန်တော်ကမုံလာဦးညီကိုချင်းနဲ့ချစ်ပေးထားလိုက်ပါတယ်နော်ဒါမှမဟုတ်ကိုစားခြင်းတဲ့ပုံစံတိုင်းဒါနဲ့လှီးပေးထားလဲရပါတယ်ခင်ဗျပြီးရင်ကျွန်တော်ကြက်ဥလေးလုံးသုံးပါမယ်ခင်ဗျနောက်ထပ်ကြက်သွန်နီဥကြီးတစ်လုံးကိုလည်းစီးသက်ဖို့အတွက်လှီးပေးထားလိုက်ပါမယ်နော်ကြက်သွန်ပြူ9မွှာလောက်လဲဓာပြရိုက်ပြီးထားလိုက်ပါမယ်ခင်ဗျပြီးရင်ငြိုသေးစင်3000လောက်လဲထည့်ပေးလိုက်ပါဦးမယ်နော်နောက်ထပ်ကြက်သွန်မိတ်ကိုလည်းထည့်ပေးပါဦးမယ်ခင်ဗျလိုအပ်တဲ့ပေါင်းပစ္စည်းတွေပြင်ပေးပြီးရင်အိုးထဲကိုစီထည့်ပါမယ်ခင်ဗျစီဘူးလာရင်တော့ပပလိထားတဲ့ကြက်သွန်နီထည့်ပေးပြီးတော့ရွှေဝါရောင်တန်းလာတဲ့အထိစီသက်ပေးလိုက်ရပါမယ်ခင်ဗျစနွေးမုံလေးနည်းငယ်လေးထည့်ပေးပါမယ်နော်ကြက်သွန်နီလေးတွေရွှေဝါရောင်တန်းပြီးအနှဲငယ်နွမ်းလာရင်တော့ဖောက်ထားတဲ့ကြက်ဥထည့်ပေးပြီးတော့ခဏလောက်မွေးပေးလိုက်ပါမယ်ခင်ဗျခဏမွေးပေးပြီးအခုလိုလေးကြက်ဥလေးတွေလုံးလုံးထွေးထွေးလေးဖြစ်ပြီးဆိုရင်တော့ကြက်သွန်ပြူနဲ့ငြိုသေးစင်းကိုထည့်ပေးလိုက်ပါမယ်ခင်ဗျမိနစ်နဲ့ငယ်မွေးပေးပြီးလို့ကြက်သွန်ပြူနှမ်းလေးတင်းလာရင်တော့မုံလာဦးနေထည့်ပေးလိုက်ပါတော့မယ်နော်ပြီးရင်အရသာအတွက်စားနှဲငယ်ရယ်ချိုမုံနှဲငယ်ရယ်ငရုတ်ကောင်းမုံနှဲငယ်ရယ်နဲ့ပဲငံပြရည်ပြည့်တို့ကိုထည့်ပေးလိုက်ပါမယ်ခင်ဗျပြီးရင်တော့အရသာလေးတွေနှံ့သွားအောင်ရောင်းမလေးနဲ့တေချာလေးမွေးပေးထားလိုက်ပါမယ်နော်ရတာလေးတွေနှက်အောင်မွေးပေးပြီးရင်တော့မုံလာဦးညီလေးတွေနှက်သွားအောင်အဖုံးလေးခဏအုပ်ပေးထားလိုက်ပါဦးမယ်ခင်ဗျမိနစ်နဲ့ငယ်လောက်အဖုံးအုပ်ချက်ပေးပြီးလို့ဥနီလေးတွေနှက်သွားရင်တော့ကြက်သွန်မိတ်လေးထည့်ပေးလိုက်ပြီးခဏလောက်မွေးပေးလိုက်ပါတော့မယ်ခင်ဗျာပြီးရင်ကိုကြရတာလေးဖြစ်မဖြစ်ကိုမြည်ကြည့်လိုက်ပါခင်ဗျကိုစားခြင်းတဲ့ရတာလေးရပြီဆိုရင်တော့စင်သင်သုံးဆောင်လို့ရပါပြီနော်မုံလာဦးနီကမျက်လုံးအတွက်ကောင်းစေသလိုကျမရင်နဲ့လည်းညီညွတ်တာမို့မကြာခဏလေးစားပေးကြဖို့တိုက်တွန်းလိုက်ပါစေနော်ကျွန်တော်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာအင်ချန်နီလေးတွေမျက်မပြတ်တင်ဆက်ပေးနေတဲ့ကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုအပ်ပါတယ်နော်နောက်ထပ်မကြခင်မှာထမင်းစားမင်းစီမဲ့
အင်ဘောလေးတွေချက်ပြရင်ပြန်လဲဆုံတွေ့ပါအောင်မယ်ခင်ဗျာကျေးဇူးပါ